ကောင်းလေးလိုက်ပြီးတော့ pressure ပေးနိုင်မယ် top 8လောက် top 7လောက်ကိုတော့တန်ရောက်နိုင်တဲ့အခြေအနေမျိုးလေးတော့ပြောရမယ် ULA နောက်မှလည်းကျွန်တော်တို့ compound တစ်ခုထဲမှာ Woobers တွေရောတစ်ဖက်က Red Force တွေရောအကုန်လုံးတွားပြီးတော့ညှိမယ်ဆိုတဲ့အနေအထားမျိုးတွေပြန်တွေ့နေရတယ် ULA ကတော့ quick ပြီးသွားပြီဒီခါလေးပဲကြားခဲ့တယ်ဆိုတဲ့အနေအထားမျိုးတွေတော့ကျွန်တော်တို့ပြန်တွေ့လိုက်ရတယ် YG ကတော့တကောင်ပြန်ပြီးတော့နော့နေပေါ့နော်မာနဲ့သွားပြီးတော့နော့နေခဲ့တဲ့အနေအထားမျိုးလေးတွေတော့ကျွန်တော်တို့ပြန်တွေ့ရမယ်အဓိကဒီ compound အစုအဖွဲ့မှာတော်တော်လေးအသေးနေရစောင်းနေပြီမော်မန်လမ်းပြီးတော့ spray ဝါခဲ့တာတန်းပြီးတော့ပျောက်သွားတယ်ဗျာ DK အားနဲ့ဝါတယ်ဆိုတဲ့အချက်တကူအတော်လေးတော့ကောင်းတယ် Ragnarok ကိုပါတောက်ချော်လမ်းပြီးတော့ပဲမော်မန်ထိုင်ကြည့်နေခဲ့တယ်ဆိုတဲ့အခိုက်အတန့်မှာတစ်ဖက်ကလည်း Say Cloud တက်ပါတီလေး Red Force ကိုတော့တီးဖို့တော့ကြိုးစားပေးနေတဲ့အပိုင်းလေးတွေရှိတယ်ဗျာသူရဲ့ position ကိုတော့စပြီးတော့ပြလိုက်ရတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ဒီလုံးဝကျွန်တော်တို့ရဲ့ high ground ရရှိထားခဲ့တဲ့ YG map တာထပ်ပြီးတော့စုံလေးထပ်ပါနေဦးမယ်ဆိုလို့ရှိရင်တော့အတော်လေးကောင်းတယ်ဆိုတဲ့အနေအထားမျိုးလေးတော့ပြောရမယ်ဗျာ Late battery တောင်းလျှောက်လိုက်ပါလာခဲ့တယ်ဆိုတဲ့အခိုက်အတန့်မှာကျွန်တော်တို့က map အရာတော့ဇုံအရာတော့နည်းနည်းလေးတော့ပြန်တူးရမယ်ဆိုတဲ့အချိန်ဒီမှာဟီယိုပယော AZ1 ရောအကုန်လုံးနှစ်ကောင်ပြန်ပြီးတော့မှောက်နေတယ်ဗျာတစ်ဖက်ကလည်း roof နေရော Sloniki ပြန်ပြီးတော့နည်းကောင်းနေခဲ့တယ်ဆိုတဲ့အခိုက်အတန့်တစ်ခုမှာတပ်ပါတီလေးကျွန်တော်တို့ဆက်ပြီးတော့ join လိုက်မယ်ဆိုလို့ရှိရင်တော့အတော်လေးကောင်းတယ်နော် smoke တွေအားလုံးလည်းတစ်ဖက်ကနေပြီးတော့ Red Force တောင်းလျှောက်လမ်းပြီးတော့ပြစ်ခွဲပေးထားခဲ့တယ်ဆိုတဲ့အခိုက်အတန့်မှာ revive ကိုတော့ပြန်ပေးတော့ဖို့တော့ကြိုးစားလိုက်မယ်နည်းနည်းထွက်ပြီးတော့ပြစ်လိုက်ရင်တော့ပိုလန်းတဲ့အရာမျိုးများဖြစ်မလားပေါ့လေဒါပေမဲ့တော်နေမှာ easy ပြန်ပေါ်ကြည့်ပေးတာပဲအပေါင်းပေါ်ပြီးတော့ကြိုးစားတာ patronage အရင်သွားပြီးတော့လုံးလို့မရဘူးတားရည်เนาะကိုပြန်ကြနိုင်တယ်ဆိုတော့အနေထားမျိုးတော့ရောက်နေတယ်နှကောင်လုံးပြန်ပြီးတော့ human ACY ပြန်ပြီးတော့ not နေခဲ့နောက်တစ်ချိန် Say Cloud နေလေးတွေဗျာအောက်ထက်ကိုသွားပြီးတော့အပေါ်နဲ့အောက်တောင်နဲ့မြောက်တွေလွဲချော်နေခဲ့နောက်မှာကျွန်တော်တို့က high ground ရနေရเนาะဒီပွဲကလေ YG chicken တင်တာရတဲ့ပွဲကျွန်တော်တို့ high ground ကိုရောက်နေတာကျွန်တော်က Red Force ကိုလည်း Hoover တန်ပြန်ပြီးတော့ရှင်းပေးနေခဲ့တဲ့အခိုက်အတန့်မှာနှစ်ကောင်စလုံးအစုံအသူလည်းတက်ပါတီထက် join ခံရတယ်ဆိုတဲ့ခိုက်တဲ့တစ်ခုမှာ AGAL အောက်ကနေမားနဲ့ကိုလာပြီးတော့ join ဖို့ကြိုးစားနေသေးတယ်ဆိုပေမဲ့အရင်ကညာတွေကိုဘဲကောင်ပြစ်တာတော့လမ်းပြီးတော့ Slowly ကြီးဟိုးဘက် high ground တွေလမ်းပြစ်သွားတယ်ဆိုတဲ့အခိုက်အတန့်ကတော့ရန်လမ်းကိုနဲ့အပါခေါ်ကန်လို့စိတ်ကလောက်လည်းပြန်ပြီးတော့ကုန်းတယ်ဆိုတဲ့အနေထားမျိုးတော့ဖြစ်သွားတယ်ဗျာ high ground ရတဲ့ပွဲမှာတားကြီးအောက်ကကောင်တွေနဲ့တခြားကွန်မောကောင်တွေလမ်းပြီးတော့ဂျိမ်းသွားတာကိုတွေတန်းပြီးတော့ပြောင်းဆုံးနေရဆိုတဲ့အနေထားမျိုးတော့ကျွန်တော်တို့ပြန်ရောက်သွားခဲ့တယ်ဗျာတကောင်နဲ့ပဲကြံရှိနေခဲ့တဲ့ရန်ကုန် Gladiators ကျွန်တော်တို့ရဲ့မျောလင်းချက်တွေကိုဖြည့်ဆည်းပေးနိုင်ပါမလားမသေးကြတော့ဘူးဗျာအပေါ်မှာရှိနေတဲ့အနေထားကနေပြီးအောက်ကိုပြန်ပြီးတော့ရှောက်သွားခဲ့ရတယ်ဗျာเนาะကျွန်တော်နေပေးရတော့တောက်လျှောက်ပြန်ပြီးတော့ပေးရသေးတဲ့နောက်မှာဂျိုကာတက်ပြီးတော့နော်သွားတယ်ဗျာနော်သွားပြန်တယ်ဗျာ1/1အနေထားတစ်ခုမှာဂျိုကာတက်ပြီးတော့ပါသွားတယ်ဗျာနောက်မှာကျန်နေခဲ့တဲ့ movement ကောင်မှာတက်ပြီးတော့ပါသွားနေရင်းနဲ့ပဲအေးရတော့ကျွန်တော်တက်ပြီးတော့ရှင်းထုတ်ကန်လိုက်ရပြီဗျာနောက်ဆုံးမှာတော့ကျွန်တော်3သိန်းကျန်ရှိနေပါတော့တယ် YG မှာတော့ကျွန်တော်တို့ဒါတယောက်ပဲကျန်တော့နေထားပါတော့ Romeo ကလည်းဒီမှာတော့ကျွန်တော်တို့ဒီ smoke တွေကြားရနေပြီနောက်ကနေကတိုးလေးဝင် join ဖို့တော့စူးစမ်းနေတယ်Romero တက်ပြီးတော့ပါသွားနေနေပဲနောက်ဆုံးမှာတော့ YG ပြန်ပွဲနေပါသွားပြီဗျာတောက်ရှောက်ဆိုလို့လိုက်ပြီးတော့ပြစ်နေခဲ့တဲ့ damage တွေကြားထဲမှာ AGAL chick win ဗာလေကျွန်တော်တို့ chicken dinner ကိုတော့တခါတည်းပဲစားသွားပြီဗျာကိုစားမယ်လို့ထင်နေတဲ့အချိန်မှာကွာ AG ကပါသွားတယ်တဲ့ဟာပိုင်ပြီထင်လို့ဝင်တီးတာဗျာကျွန်တော်တို့တွေဗျာရိုမီယိုလည်းမရတော့ဘူးဗျာ smoke ကအရှိမဆိုတော့ဒဲကြီးဆိုတော့ဘလို့မှပြစ်ခွင့်မရလိုက်ဘူးဗျာဒီပွဲမရှားလိုက်ဘူးဗျာကျွန်တော်ရမှာဗျာဝင်တော့အချိန်ကြီးတော့ကျွန်တော်မတော့အထက်မြင်မှာဒီလားဒီပွဲကကိုရီးယားဟိုးရမှာအဲ့ဒီ Red Force တို့ကတော့သွားမပြေဘူး One Foot Red Force နဲ့ Woobers နဲ့ကသူ့ဘာသူညှိနေတာဒီလားပုံမှန်လေးပြောရရင်အော်ဒီပွဲကကျွန်တော်တို့ရတဲ့ပွဲဗျာဒီပွဲကရတဲ့နေနည်းပြန်ရကျွန်တော်ရုံးခဲ့ရပြီဒီလားအဲ့တိုင်းဆိုရင်ကြားတယ်ဟိုက်ရောရကျွန်တော်အမြင်ကြီးရတာအမှန်တကယ်အဲ့ Red Force ကောင်တွေမပြစ်ဘဲနဲ့လေဒီလားကျွန်တော်တို့နဲ့ထက်ဟိုးတာပူလန်းမလားဒါမရပါဘူးအပေါ်